ဒီနေ့ကျွန်တော်က Premium ကြီးပေးသွင်းပေးရတဲ့ CTLI Mobile Application မှာဘယ်လိုစစ်ဆေးရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်။အရင်ဆုံး CTLI Mobile Application ကို Play Store ရော App Store မှာပါ download ပြုလုပ်ပါ။ Login ဝင်ရန်အတွက် policy အမှတ်နဲ့ password ထည့်ပြီး login ဝင်ပါ။ဝင်ပြီးပါကမိမိ policy နံပါတ်နဲ့အသေးစိတ်အချက်လက်များကိုကြည့်ရှုနိုင်ပါတယ်။ထို့နောက် Premium ကြီးပေးသွင်းပေးရတဲ့လည်းအချက်လက်တွေမှန်ကိုစစ်လို့ရနိုင်ပါတယ်။သေးစိတ်အနေနဲ့ history ကိုနှိပ်ပါကပေးသွင်းထားတဲ့ payment history ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Page ကိုနှိပ်ပါက Premium ပေးသွင်းခဲ့တဲ့လနဲ့ပေးသွင်းခဲ့တဲ့ပမာဏကိုကြည့်ရှုနိုင်ပါတယ်။ Temp ဆိုတာကတော့ customer မှာ Premium ကြီးပေးသွင်းပြီး Capital ရုံးချုပ်မှာအတည်ပြုစစ်ဆေးနေတဲ့အချိန်ဖြစ်ပါတယ်။ Due ကတော့ Premium ကြီးပေးသွင်းမှုကျော်လွန်နေတဲ့လနဲ့ပေးသွင်းရမယ့်ပမာဏကိုကြည့်ရှုနိုင်ပါတယ်။ Unpaid ကိုနှိပ်ပါကနောက်ထပ်ပေးသွင်းရမယ့်လနဲ့ပေးသွင်းရမယ့် Premium အချက်လက်တွေကိုကြည့်ရှုနိုင်ပါတယ်။နောက်တစ်ခုအနေနဲ့ပြောပြပေးချင်တာကတော့ Gift and Discount အစီအစဉ်ပဲဖြစ်ပါတယ်။သက်ဆိုင်ရာဆိုင်တွေမှာ discount များရယူနိုင်ရန်အတွက် CTLI Mobile Application မှာထည့်ပေးထားပြီး Mobile Application ရဲ့ပင်မစာမျက်နှာကိုပြလိုက်တာနဲ့ discount ရယူနိုင်မှာပဲဖြစ်ပါတယ်။